တိတ်တိတ်လေးနေနော်ငါတို့မြို့လေးကနေမကောင်းသေးဘူးမညာနဲ့နော်ခင်ဗျားတို့အားလုံးဒီမြို့လေးကိုရမ်းနေကြတာမဟုတ်လားမြို့လေးကလည်းသူဒီနေ့နေပြန်ကောင်းပါပြီဆိုတဲ့သတင်းကြားလို့ရှိရင်သူ့စီကိုတော့မနှက်ပြန်ကိုအရောက်ပြန်လာခဲ့ပြီပါတဲ့သူလည်းခင်ဗျားတို့အားလုံးကိုအရန်လွမ်းနေတယ်တဲ့ဝိထာနီညာရစီတို့ရော်ရီမြောင်မောင်စီဝတ်တောင်းတောင်းမောင်ဆရာကြီးတောင်းတပါသည်ဒီလိုပြောခဲ့သည်ကျွန်တော်ရောက်ပြီရာ